တချိန်ခမအတက်ကြီးလာတဲ့အခါကျတော့လေထိုင်ကုန်တစ်လုံးမှာထိုင်ပြီးတနေအောင်ငေးကြည့်ပြီးတော့ဟိုတွေးတွေးနေလိမ့်မိတယ်ဗျအဲ့ဒီချိန်ဟာခမကနောက်ဆုံးနေရလဲနှစ်အနည်းငယ်လောက်အနည်းငယ်ပေါ့ဗျာခမစားနိုင်တဲ့အလုံးစုံတပကံပဲဗျခမအိတ်နိုင်တဲ့အလုံးစုံ4-5နာရီပေါ့ဗျာလောက်စီကအလုပ်တွေလည်းမရမရှိတော့ဘူးပေါ့ဗျာသွားစီကလည်းတိတ်မရှိတော့သလိုသွားခြင်းနဲ့စိတ်လည်းမရှိဘူးဗျစားစီကတိတ်မရှိသလိုစားတိုင်းလည်းအရသာတိတ်မတွေ့တော့ဘူးဗျနေရတော့လည်းပြင်းစရာကောင်းတယ်လို့ခမခက်စစ်စစ်တွေးလာလိမ့်မယ်ဗျခမဘော်လူတွေရဲ့တတ်မှတ်ချက်ကလည်းတိတ်ပြီးတော့အရေးမကြီးတော့ဘူးပေါ့ဗျာလူဆိုတာကအတိအတွေကိုပဲစိတ်ဝင်စားကြတော့အဟောင်းအဆွေးဖြစ်တဲ့ခမကိုဘယ်သူမှကြာအဖက်လုပ်မှာမဟုတ်ဘူးဗျခမရှာရတဲ့တိုက်တွေကားတွေကလည်းငငယ်ရထင်တဲ့လောက်တိတ်အရေးမကြီးတော့ဘူးပေါ့ဗျာယာလူအာနာဆိုတာလည်းထင်တဲ့လောက်မဟုတ်ဘူးဗျအတိတ်ကရံပွဲတွေကလည်းဘာမှအရေးမပါသလိုဘဝတစ်လျှောက်လုံးဘာမဟုတ်တာတို့ကြောင့်ပြင်မဆင်းရဲခဲ့တဲ့ဆိုတာခမသိလာလိမ့်မယ်ဗျအတူတူအုံမင်းကြလာတဲ့လူတွေလည်းမရှိကြတော့လို့ဗျာသူတို့တွေလည်းမထင်မှတ်တဲ့နေရာတူရောက်ချင်ရောက်နေလိမ့်မှာပေါ့ဗျာဇက်စီကအလိုကြပေါ့ဗျာတချို့ကြတော့လည်းတီကုန်ကြပြီဗျတချို့ကြတော့လည်းပျောက်ကုန်ကြတယ်ဗျတချို့ကြတော့လည်းခက်ရဲပေါ့ဗျာတချို့ကြတော့လည်းခက်မဲပေါ့ဗျာလူတို့ချုပ်ကိုပြန်တောင်းပန်နေတဲ့စိတ်တွေခမည်းမှာဖြစ်ပေါ်လာလိမ့်မယ်ဗျဒါပေမဲ့လည်းသူတို့မရှိကြတော့ဘူးဗျကိစ္စတချို့ကိုအခုချက်ချင်းထားလို့ချင်တဲ့စိတ်တွေခမည်းပေါ်လာလိမ့်မယ်ဗျဒါပေမဲ့ခမည်းရဲ့ခန္ဓာကိုယ်ကခွင့်မပြုတော့ဘူးဗျဘဝရဲ့ငယ်ရွယ်နှုပြမှုဆိုတာဗျာလျှက်စီးလက်တယ်လို့ပဲခဏတာပဲဆိုတာကိုသိလာလိမ့်မယ်ဗျတစ်ချိန်တည်းမှာပဲအိုမင်းရှင်းရော်တာလဲကြာလိုက်တာကွာလို့ခမည်းတွေးလာလိမ့်မယ်ဗျနောက်ဆုံးတော့လဲဘဝဆိုတာဘာမှတိတ်ရေးမပါလားလို့ပကတိအရှိတရားကိုခမမြင်လာတဲ့အချိန်ကျရင်ခမနှစ်ချိုက်ခမပြုံးမိလိမ့်မယ်ဗျ